အားလုံးမင်္ဂလာပါ Football Analysis by Owen ရဲ့ Facebook page နဲ့ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ခင်ဗျာခုတက်ဆက်ပြီးမှကတော့အာစီလန်အသင်းရဲ့ကွင်းလယ်ကစားသမားမာမာဒူဆန်ဂါရီရဲ့ကစားဟန်ကဘယ်လိုရှိလဲဒီကစားသမားကဘယ်လိုကစားသမားမျိုးလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်သုံးသပ်တက်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါပြီးခဲ့တဲ့ရာသီကအာစီလန်အသင်းရဲ့ကွင်းလယ်မှာအဓိကကစားသမားအဖြစ်တကယ်ကိုပဲဆွဲဆောင်ရင်ကောင်းတွေပြသထားတဲ့အာစီလန်အသင်းရဲ့ကွင်းလယ်လူဒါမာလီလက်ရွေးစင်ကစားသမားမာမာဒူဆန်ဂါရီနဲ့ပတ်သက်ပြီးတော့ကျွန်တော်သုံးသပ်တက်ဆက်ပေးသွားမှာပဲဖြစ်ပါခင်ဗျာဆိုတော့မာမာဒူဆန်ဂါရီကပြီးခဲ့တဲ့ရာသီမှာအာစီလန်အသင်းနဲ့သူ့ရဲ့ပထမဆုံးရာသီမှာပဲဒါ breakthrough ဖြစ်လာတဲ့ကစားသမားလို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့လက်တလုံးမှာတော့မာမာဒူဆန်ဂါရီကိုလည်းဒါစောင့်ကြည့်နေတဲ့ဥရောပကလပ်အသင်းကြီးတွေကအများကြီးရှိတယ်လို့အထူးသဖြင့်ဒါပရီးမီးယားလိဂ်ကလပ်အသင်းတွေထဲမှာဆိုရင်တော့ဒါလီဗာပူးတို့မန်ချက်စတာယူနိုက်တက်တို့ဒီအသင်းတွေကလည်းသူ့ကိုတီချာလေးကိုပဲဒါဂရုစိုက်နေစောင့်ကြည့်နေတယ်ပေါ့လေဆိုတော့ဒီကစားသမားကိုဒီနွေရာသီမှာဘယ်အသင်းကိုရောက်မလဲဘယ်အသင်းကလက်ဦးမှုရောက်သွားမလဲဆိုတာကတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်တကယ်တော့မာမာဒူဆန်ဂါရီရဲ့ဒီနွေရာသီဈေးကွက်ထဲကအရွေးကလည်းတကယ်တော့စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့လေဆိုတော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ကျွန်တော်သူ့ရဲ့ကစားဟန်ဘယ်လိုရှိလဲဒီကစားသမားရဲ့အတားချက်ကလေးကဘာရှိလဲအားနည်းချက်တွေကဘယ်အရာရှိလဲဆိုတော့ကျွန်တော်သုံးသပ်တင်ဆက်ပေးခြင်းပါတယ်အဲ့တော့ဒါပြီးခဲ့တဲ့ရာသီကအာစီလန်အသင်းနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုတော့အာစီလန်အသင်းကပြီးခဲ့တဲ့ရာသီကနီးပြပီယာဆပ်လက်အောက်မှာပေါ့လေဒါ3421အခင်းချင်းကိုဒါတရားဒီလုံးအတိုင်းဒါတစ်ခုလုံးဒါသုံးဆွဲသွားတယ်မာမာဒူဆန်ဂါရီကလည်းအာစီလန်အသင်းမှာဒီ3421ရဲ့ system အောက်မှာသူက double pivot row မှာသူနဲ့တိုမာဆန်နဲ့အတူသူကစားခဲ့ရတယ်အဲ့တော့တိုမာဆန်ကနံပါတ်8 row ဆန်ပေါ့လေသူ့အနေနဲ့ဒါတိုက်စစ်ကိုများသောအားဖြင့်လိုက်ခဲ့ရသလိုမာမာဒူဆန်ဂါရီကတော့ဒါ deep position မှာကြံခဲ့ပြီးတော့အသင်းရဲ့ခံစစ်နဲ့တိုက်စစ်ပိုင်းကိုအဓိကချိတ်ဆက်ပေးရတဲ့ကစားသမားအဖြစ်ကျွန်တော်တွေ့ခဲ့ရတယ်ပေါ့လေဆိုတော့ဒီမာမာဒူဆန်ဂါရီရဲ့ကစားဟန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကတော့ဒီဘောလုံးပိုင်ဆိုင်မှုရှိတဲ့အချိန်ဒီတိုက်စစ်ကစားတဲ့အချိန် bucket fade ရဲ့ဒီသူ့ရဲ့ကစားတဲ့ပုံစံဘယ်လိုရှိလဲဆိုတာနဲ့ပတ်သက်ပြီးရနောက်ပြီးတော့သူ့အနေနဲ့ဒီဘောလုံးခြေထဲမရှိတဲ့အချိန်မှာခံစစ်ပိုင်းကိုဘယ်လောက်ထိကာကွယ်ပေးနိုင်လဲကူညီပေးနိုင်လဲသူ့ရဲ့ defensive contribution တွေကဘယ်လောက်ရှိလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အဓိကနှစ်ချမ်းကွဲပြီးတော့ကျွန်တော်တင်ဆက်ပြီးသွားမယ်ပေါ့လေဆိုတော့ဘောလုံးပိုင်ဆိုင်မှုရှိတဲ့အချိန်မှာတော့မာမာဒူဆန်ဂါရီရဲ့ကစားတဲ့ပုံစံကအရန်ကိုတည်ငြိမ်တယ်အထူးသဖြင့်ဒီ imposition အနေအထားမှာသူ့အနေနဲ့ဒီ deep possession ကနေအသင်းရဲ့ကစားကွက်စတင်နိုင်တဲ့စတင်ရမယ့်အနေအထားမျိုးတွေမှာတကယ်ကိုပဲဘောလုံးနဲ့အတူတက်တောင့်တက်တာနဲ့သူကိုင်းနိုင်တယ်ဘောလုံးတွေကိုပေးပို့နိုင်တယ်အဲ့လိုမျိုးပဲပြိုင်ဘက်ကဖိအားလာပေးတဲ့အနေအထားမျိုးတွေမှာဆိုရင်လည်းတကယ်ကိုပဲသူ့ရဲ့လှုပ်ရှားမှုတွေကမြန်ဆန်သလို clock control တွေကောင်းတယ်ပြိုင်ဘက်ကဖိအားလာပေးတဲ့အချိန်ဒီ press လာလုပ်တဲ့အချိန်ဒီမျိုးမှာဆိုရင်သူ့အနေနဲ့ဒါdribble တွေလုပ်ပြီးတော့သူလှည့်ထွက်နိုင်တယ်လို့သူ့ရဲ့ body orientation တွေကိုလည်းဒါလှလှပပလေးအသုံးပြပြီးတော့ဒါပြိုင်ဘက်ကိုဒါ flip လုပ်ပြီးflip လုပ်ပြီးတော့ဗောလေဒါသူ့ရဲ့တိုက်ခိုက်မှုတွေနဲ့ပေါင်းဆက်ပြီးတော့ဒါလှည့်ထွက်နိုင်တဲ့အနေအထားမျိုးတွေကျွန်တော်တွေ့ရတယ်ဗောလေအထူးသဖြင့်သူ့ရဲ့ဒီပြီးမှုအပိုင်းတွေကလည်းတကယ်ကိုအစင်နဲ့မြင်မလုံးတာတွေ့ရတယ်အထူးသဖြင့်သူနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဘာကိုသွားပြီးတော့တတိထားမိလဲဆိုတော့သူ့ရဲ့ဒီ switching play တွေကတော်တော်လေးကောင်းတယ်ဗောလေဆိုတော့ switching play ဆိုတော့ဘယ်လိုမျိုးလဲဆိုတော့သူကဒီ double pivot row မှာသူက RCM လို့နေရာမျိုးကနေသူကကစားခဲ့ရတယ်အဲ့တော့သူ့ရဲ့ဘေးနာကသူ့ရဲ့ပါတနာဖြစ်နေတာတိုမာဆန်ကသူကဒါတိုက်စစ်ကိုအဓိကလိုက်တယ်အဲ့တော့မာမာဒူဆန်ဂါရီက deep possession မှာကြံခဲ့ရတယ်အဲ့ deep possession မှာကြံခဲ့ရတဲ့အနေအထားမျိုးမှာသူ့ရဲ့ဒီ switch play တွေဆိုတာကဒီညာချမ်းကနေဒီဘယ်ချမ်းကိုလှမ်းပိုးတဲ့ဒါ win chain နဲ့ဒီပေးပို့မှုတွေဒီ switch play တွေကတော်တော်လေးအားကောင်းတာကျွန်တော်တွေ့ရတယ်ဆိုတော့ဒီကစားသမားရဲ့ဒါ person range ကလည်းတော်တော်ကျယ်တဲ့အနေအထားမျိုးမှာပါတယ်ဆိုတော့အထူးသဖြင့်သူကကျွန်တော်ခုနပြောခဲ့လို့မျိုးအထူးသဖြင့်ဒီ switching play တွေကောင်းတဲ့အပြင်ကိုသူကမကြာခဏဆိုသလိုပဲသူကဒီ diagonal အနေအထားမျိုးတွေမှာပြိုင်ဘက်ရဲ့ဒီကွင်းလင်နဲ့တိုက်စစ် line ကိုဒါဖြတ်သွားတဲ့ဘယ်လိုပြောမလဲဒီ line bringing pass တွေလည်းသူကပြီးပို့နိုင်တယ်ပေါ့လေဆိုတော့အဲ့ဒီအပြင်ကိုမှသူကသူ့ရဲ့အဓိကသူ့ရဲ့ mindset ကဘာလဲဆိုတော့ဒီကွင်းလင် number 6 8 ဒီ row တွေမှာသူကအဓိကကူးလွယ်ပြောင်းလွယ်ကစားရတဲ့ကစားသမားPPသူကနံပါတ်10 row မှာရှိတဲ့ကစားသမားတွေလိုမျိုးသူက rich ရဲ့ pass တွေကိုသူကအမြဲတမ်းပေးပို့နေတာမဟုတ်ဘူးတကယ်တော့အဲ့လိုမျိုးဒါ risky pass တွေလား Bruno Fernandes လိုမျိုးဒါဘောလုံးဆုံးရှုံးနိုင်ခြင်းမြင့်တဲ့ risk ယူပြီးတော့ပေးပို့ရတဲ့ဒီ penetrate pass တွေ key pass တွေအဲ့လိုမျိုးသူကကွင်းလေ deep zone ကနေသူကအဲ့လိုမျိုးပေးပို့တာသူကတော်တော်လေးရှားတယ်
ဒါကလည်းသူ့ရဲ့ role နဲ့လည်းအများကြီးသက်ဆိုင်နေလို့ကျွန်တော်ထင်တယ်ပေါ့လေဆိုတော့သူ့ရဲ့ပြပြမှုတွေကတကယ်ကိုပဲ quality မြင့်တယ်လို့သူ့ရဲ့ဒီ person range ကလည်းတော်တော်လေးကျဲတယ်ဒါပေမဲ့သူကဒီ imposition အနေထားတွေမှာဘာတွေထပ်ပြီးတော့အားကောင်းတာလဲဆိုတော့သူကတိုက်စစ်ကိုလိုက်ပါတဲ့နေရာမှာသူကလက်လွတ်စပယ်မျိုးလက်လွတ်စပယ်သူကတိုက်စစ်ကိုလိုက်ပါတာမဟုတ်ဘူးသူက game stick ရဲ့အနေထားမျိုးကိုကြည့်ပြီးတော့ဘယ်အချိန်မှာတက်ရမယ်ဘယ်အချိန်မှာပြန်ဆင်းရမယ်အဲ့လိုမျိုးပဲသူ့ရဲ့ဘေးနာကပါတနာဖြစ်တဲ့ကွင်းလယ်ပါတနာဖြစ်တဲ့တိုမာဆန်ကတက်သွားတဲ့သူ့ရဲ့ကစားသမားရဲ့အသင်းပေါ်ရဲ့ဒီလွတ်သွားတဲ့နေရာကိုစပေကိုသူဘယ်အချိန်မှာသူကာဗာလုပ်ရမလဲဘယ်အချိန်မှာဝင်ဖြစ်ရမလဲအဲ့ဒီ game intelligence ကသူ့မှာတော်တော်လေးမြင့်နေပေါ့လေဆိုတော့တကယ်ကိုပဲဒီမမဒူဆန်ငါတွေကတကယ်တော့အားလုံးကသိကြတာတော့ဒီမမဒူဆန်ငါတွေအခုအချိန်မှာဒါလပါပူးတို့မန်ချက်စတာယူနိုက်တက်တို့တခြားဒါလီကူကအသင်းကြီးတို့ဒီကစားသမားဒီအသင်းတွေကမမဒူဆန်ငါတွေကိုခေါ်နေတဲ့အနေအထားမျိုးမှာတချို့ပြည်သက်တွေကမမဒူဆန်ငါတွေကိုနံပါတ်10 role လို့ထင်ကြတယ်တကယ်တော့မမဒူဆန်ငါတွေကနံပါတ်10 role တီးတဲ့မဟုတ်ဘူးအန်ကာမန်ကစားသမားမျိုးမဟုတ်ဘူးသူကနံပါတ်10နဲ့8နဲ့နံပါတ်10နဲ့ဒီ role 3ခုလုံးမှာတကယ်ကိုပဲဂိမ်းရဲ့အခြေအနေကိုကြည့်ပြီးတော့သူ့ရဲ့ဆုံးဖြတ်ရမယ့်ဘယ်လိုပြောမလဲညံနဲ့တကယ်ကိုပဲဒါကူလူပြီးတော့ကစားနိုင်ကစားသမားမျိုးဖြစ်တယ်ဆိုတော့ဘာပဲပြောမမာဒူဆန်ငါတွေကလက်တလောမှာတော့အန်ကာမန်လုံနေတဲ့အသင်းတွေမှာလေဒီကစားသမားကိုခေါ်လို့ရတယ်မျိုးပဲနံပါတ်8လုံနေတဲ့အသင်းတွေမှာလေဒီကစားသမားကိုခေါ်လို့ရတယ်ဆိုတော့ဒီကစားသမားကလက်တလောမှာဘယ်ကစားသမားနဲ့ကျွန်တော်နှိုင်းယှဉ်လို့ရလဲဆိုတော့အဓိကအနည်းကဆုံးကြည့်လိုက်မယ်ဆိုရင်တော့ Brighton ကကားလို့ဘလီဘာနဲ့အနည်းကဆုံးသွားပြီးတော့သူ့ရဲ့ကစားဟန်နဲ့သွားပြီးတူတယ်အဲ့တော့ပြီးခဲ့တဲ့ရာသီမှာကားလို့ဘလီဘာရဲ့ခြေစွမ်းကအဲ့လောက်ထိမကောင်းခဲ့ပေမဲ့ရှစ်တရာသီမှာတော့ကားလို့ဘလီဘာရဲ့ခြေစွမ်းကတော်တော်လေးအားရကိုကောင်းတယ်ဗောလေကျွန်တော်တို့တော်တော်လေးသဘောကျတယ်ကွင်းလယ်မှာတကယ်ကိုပဲဂျူရယ်မွန်စတာတစ်ယောက်လိုမျိုးပဲတိုက်စစ်ကောခံစစ်ကောဒီနှစ်ခုကြားထဲမှာဟန်ချင်းညီညီသူရေရွှာကစားနိုင်လို့သူ့ရဲ့ distance cover လည်းအရင်မြင့်တယ်တကယ်ကိုပဲ monster တကောင်လိုမျိုးပဲပြိုင်ဘက်ကိုဘူးလီလုံးနိုင်တယ်သူ့ရဲ့ trickery လုံးနိုင်တယ်နောက်ပြီးတော့ distance cover space အကျယ်ကြီးဒီမှာသူလိုက်ပြီးတော့ cover လုပ်နိုင်တယ်ဗောလေဒီအရာတွေကတော့တော်တော်လေးအားကောင်းပါတယ်ဆိုတော့မမတူဆန်ငါလေးကလည်းအဲ့ဒီအတိုင်းပဲပြီးခဲ့တဲ့ရာသီမှာသူအာဆီလန်အသင်းနဲ့အတူနီးပြ PS sub ရဲ့လက်အောက်မှာတကယ်ကိုပဲ breakthrough ဖြစ်လာတာလေအဲ့ဒီအရာတွေကြောင့်ပဲတကယ်တော့သူကနံပါတ်8ကစားသမားလည်းမဟုတ်ဘူးနံပါတ်10ကစားသမားလည်းမဟုတ်ဘူးသူကအန်ကာမန်ကစားသမားလည်းမဟုတ်ဘူးလို့ CM ကစားသမားစစ်စစ်လည်းမဟုတ်ဘူးသူကတကယ်ကိုပဲ hybrid ကစားသမားပြောမယ်ဆိုတော့ဗျာတနည်းပြောမယ်ဆိုတော့ဒီ modern ဘောလုံးလောကထဲမှာကိုယ့်ရဲ့ကစားသမားတယောက်မှာရှိတဲ့ရှိတိုက်တဲ့အရေးချင်းတွေအကုန်လုံးရှိပြီးတော့ဒီကျွန်တော်တို့ဒီဘုံမောက်က Alex Scott လိုမျိုးသူ့ကိုကွင်းလယ်မှာထားပြီးတော့ကစားမယ်ဆိုရင်သူရှိနေမယ်ဆိုရင်ကွင်းလယ်ကခံစစ်ကောတိုက်စစ်ကောဟန်ချက်လဲညီသလို dynamic လည်းဖြစ်တယ်လို့ကျွန်တော်တို့သတ်မှတ်လို့ရတယ်ဗောလေဆိုတော့မမမိုဆန်ဂါလေးကိုကျွန်တော်တို့သတ်မှတ်ချင်တာတော့သူက modern dynamic နံပါတ်8လို့ပဲကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့တကယ်ကိုပဲသူကခံစစ်ကောတိုက်စစ်ကောသူမျက်မျက်တတကစားနိုင်တယ်ဆိုတော့ပြီးခဲ့တဲ့ရာသီကဆိုရင်သူ့အနေနဲ့ final သားဆောင်တဲ့ကိုပေးပို့တဲ့ဘောလုံးပေးပို့မှုကတပွဲကိုပြန်ပြန် 4.71 လောက်ရှိတယ်နောက်ပြီးတော့ progressive bet တွေပြီးနိုင်တဲ့အချိန်ကြီးကလည်းတပွဲပြန်ပြန် 3.15 လောက်ရှိတယ်အဲ့အရာကတကယ်ကိုပဲပြီးခဲ့တဲ့ရာသီတုန်းကဥရောပထိပ်တန်းလိ9ခုထဲမှာအသက်23နှစ်အောက်ကစားသမားတွေဒီထဲမှာသူ့အနေနဲ့ခံစစ်ကောတိုက်စစ်ကောတကယ်ကိုပဲဆက်ဆောင်ရေးကောင်းတဲ့ပရီးမီးယားsorry ဒီဥရောပထိပ်တန်းလိရတာကွင်းလယ်ကစားသမားတွေထဲမှာကျွန်တော်ကပြောတဲ့အသက်အရွယ်ပေါ့လေဒီ23နဲ့23အောက်ဒီလိုမျိုးအသက်အရွယ်အပိုင်းကြားကွင်းလယ်ကစားသမားတွေမှာသူကလုံးဝထိတ်ဆုံးတန်း3ယောက်ထဲမှာသူပါတယ်အဲ့တော့သူကအဲ့လောက်ထိကိုသူကဘယ်လိုပြောမလဲသူ့ရဲ့လောအားနှုံးတွေရောသူ့ရဲ့ဒီ attacking လိုက်တဲ့ပုံစံတွေရောခံစစ်ပိုင်းရောတော်တော်လေးစိတ်ချရတယ်ဆိုတော့ဒီကစားသမားရဲ့ငယ်ဘဝကိုပြန်ပြီးတော့လေ့လာကြည့်လိုက်တော့ဒီကစားသမားကဒါ Red Bull Setback ရဲ့ Academy ကနေပေါ်ထွက်လာတယ်ပြီးတော့အဲ့ကနေပြီးတော့သူအသင်းပြောင်းပြီးတော့သူဘေဂျီယန်sorry ဒီ Austria League မှာပေါ့လေသူဒီနောက်ဆုံးဒီအာဆီလန်အသင်းကိုမပြောင်းရွှေ့ခင်ဒါRapid Wien ဆိုတဲ့အသင်းမှာသူကအဲ့အသင်းကိုမရောက်ခင်မှာပေါ့လေသူကတောက်လျှောက်သူအငှားကစားသမားဘဝနဲ့သူဖြတ်တန်းခဲ့ရတာတော်တော်လေးကြာတယ်ဗျပြီးတော့ဒီအာဆီလန်မရောက်ခင်ဒါနောက်ဆုံးသူပြောင်းရွှေ့လာတဲ့ဒါ Austria Club ဒါ Rapid Wien အသင်းမှာသူ200တီးကစားပြီးမှအဲ့အသင်းကိုရောက်မှာပဲသူ permanent transfer သူဖြစ်တာအဲ့မတိုင်ခင်ကသူကတော့ဒီအငှားကစားသမားဘဝအနေနဲ့သူကျင်လည်ခဲ့ရတာပေါ့လေဆိုတော့ဒီကစားသမားကိုလည်းအခုလက်ရှိဒါ Manchester United အသင်းရဲ့လူသစ်စုဆောင်းရေး director Christopher Pipe ကဒီကစားသမားကြောင့်ကောင်းကောင်းကြီးသိတယ်အဲ့ဒါကြောင့်မလို့ဒါ United နဲ့သတင်းတွေကပြန်ပြီးပြီးခဲ့တဲ့ဒါလွန်ခဲ့တဲ့2ပတ်ကျော်လောက်ကပြန်ပြီးဖွာလာတာပေါ့လေဆိုတော့Christopher Pipe အချိန်တုန်းကဒါ Red Bull Group မှာလုပ်နေတဲ့အချိန်တုန်းကသူက Setback Academy မှာပဲရှိတော့မယ်အဲ့တော့
Manchester United ကအခုလက်ရှိချိန်မှာဒါ Matías Fernandes တို့အရွေတွေ Alex Scott တို့ဘာညာပေါ့လေဒီလက်ရှိဒီသတင်းထွက်နေတဲ့ကစားသမားတွေအကုန်လုံးနဲ့အဆင်မပြေဖြစ်နေတဲ့အချိန်မှာနည်းနည်းလေးအီဒါဆင်ရောက်ပြီးတော့ Matías Fernandes နဲ့ကြာနေတဲ့အချိန်မှာဒါမမာဒူဆန်ဂါလေးနဲ့သတင်းလွှင့်လိုက်တဲ့အရာကလည်းဒါကတော့ကျွန်တော်ကတော့ Christopher Vives ရဲ့ agency လို့ပဲဒါဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့လေအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ရှေ့မှာလည်းဒါဗီဒီယိုတစ်ခုလုပ်ခဲ့ပါသေးတယ်အဲ့တော့ဘာပဲပြောလက်ရှိအချိန်မှာတော့မမာဒူဆန်ဂါလေးကလီဗာပူးတို့ Manchester United တို့ဒီအသင်းတွေရဲ့ဒီစောင့်ကြည့်စင်းရင်းထဲမှာပါဝင်နေတာလည်းမထူးဆန်းဘူးပြီးခဲ့တဲ့ရာသီကသူဆွမ်းဆောင်ထားခဲ့တဲ့အရာတွေကလည်းတော်တော်လေးအားရဖို့ကောင်းတယ်ပေါ့လေဆိုတော့မမာဒူဆန်ဂါလေးကဟုတ်ပြီဒါဆိုရင်ဒါခံစစ် defensive contribution အပိုင်းတွေမှာဘလောက်ကောင်းလဲပေါ့လေတကယ်တော့မမာဒူဆန်ဂါလေးကကျွန်တော်ရှေ့မှာပြောခဲ့လိုမျိုးပဲတကယ်ကိုပဲကားလို့ဘလီပါနဲ့တကယ်ကိုပဲကစားတာတကယ်ကိုပဲတူတယ်တော်တော်ကြီးကိုတူတာဗျာဆိုတော့ဘာပဲပြောဒီကစားသမားကimposition အနေထားမှာလဲတော်တော်လေးအားကောင်းတယ်လို့ဒီ out of position အနေထားမှာလဲသူ့ရဲ့ဒီdefensive war rate တွေနောက်ပြီးတော့သူ့အနေနဲ့ဒီ intensity အပြည့်ဒါမိနစ်60လောက်တာ energetic အပြည့်နဲ့ကစားနိုင်တဲ့အနေအထားမျိုးတွေမှာသူ့ရဲ့ဒီ defensive duality ကလည်းတော်တော်လေးအားကောင်းလို့အကုန်လုံးဗျာဒီအလုံးစုံဒီကွင်းလင် modern ကွင်းလင်ကစားသမားတယောက်မှာရှိရမယ်ဒီခံစစ်တိုက်စစ်အဲ့ဒီအရာတွေအစွမ်းအစတွေအကုန်လုံးသူ့မှာရှိတယ်နောက်ဆုံးများပြီးခဲ့တဲ့ရာသီက Forest အသင်းနဲ့တူလက်တလုံးမှာတကယ်ကိုပဲပေါင်တန်းရာချီခေါ်နေတဲ့ဒါအီလီအန်နာဆင်ရဲ့အရေးအသွေးမျိုးသူ့ရှိမှာအကုန်တွေ့ရတယ်ဒါပေမဲ့အီလီအန်နာဆင်ကနည်းနည်းလေးတော့သူ့အနေနဲ့အစွမ်းစားရနည်းနည်းလေးကွာတာပေါ့လေဆိုတော့ဘာပဲပြောသူ့အနေနဲ့ဒါပြီးခဲ့တဲ့ရာသီတုန်းကအာဆီလန်အသင်းနဲ့တူတကယ်ကိုပဲပြီးခဲ့တဲ့ရာသီကပြင်သစ်လီဂူအသင်းမှာသူ့ရဲ့အန်အောလောက်စီကအကောင်းဆုံးအချက်လက်ကဘာလဲဆိုတော့ win possession အနေထားအဲ့အနေထားမျိုးပေါ့သူကပြီးခဲ့တဲ့ရာသီလုံးမှာပြင်သစ်လီဂူမှာအများဆုံးပဲ209ချိန်တောင်သူလုပ်ခဲ့တာအဲ့တော့သူက in possession အနေထားမှာဒီပြိုင်ဘက်ရဲ့အခြေအနေအသင်းရဲ့ game state ကိုကြည့်ပြီးတော့ဘယ်ချိန်မှာတက်ရမယ်ဘယ်ချိန်မှာဆင်းရမယ်အနေထားမျိုးတွေမှာသူကောင်းကောင်းနားလည်တယ်လို့သူ့အနေနဲ့ဒီဘောလုံးပြတ်သွားရင်လည်းပြိုင်ဘက်ရဲ့ကွင်းဘက်ချက်မှာဘောလုံးပြတ်သွားရင်လည်းသူ့အနေနဲ့သူ့ရဲ့လောအားနှုံးအရာ present screen အရာတော်တော်လေးအားကောင်းတယ်လို့ကြည့်ရတယ်ဒါကြောင့်မလို့လဲဒါ win possession အနေထားမှာဒါ209ချိန်နေတာပြီးခဲ့တဲ့ရာသီလုံးမှာအများဆုံးဖြစ်ခဲ့တာအဲ့လိုမျိုးပဲပြီးခဲ့တဲ့ရာသီလုံးကဒီပြင်သစ်လီဂူရဲ့အသင်းကြီးတွေဖြစ်တဲ့မာဆေးတို့နောက်ပြီးတော့ PSG တို့ဒီအသင်းတွေတွေ့တဲ့ပွဲတွေမှာပဲတကယ်ကို big game တွေမှာလဲသူ့ရဲ့ခြေစွမ်းတကယ်ကိုပဲတီးဒါထင်ပေါ်နေရပါဗျာတီးရအာဆီလန်အသင်းမှာဗျာကောင်းတဲ့ကစားသမားတွေအများကြီးပဲပြီးခဲ့ရာသီမှာဆိုဒါခန်းစစ်မှာဆိုဘိုင်ဒူးတို့ဘယ်ချမ်းမှာဆိုလဲဒီ win back ကစားသမားတယောက်ရှိရဗျာပြီးတော့တူပင်တို့ဒီကစားသမားတွေအကုန်လုံးကလည်းပြီးခဲ့ရာသီမှာအာဆီလန်အသင်းတွေတော်တော်လေးကောင်းတဲ့ကစားသမားတွေပါဒါပေမဲ့မမာဒူဆန်ဂါတွေကအဲ့လိုမျိုး big game အသင်းကြီးနဲ့တွေ့တဲ့ပွဲမှာတကယ်ကိုပဲသူ့ရဲ့ခြေစွမ်းချွန်ထွက်နေတာအထူးသဖြင့်ဒါမာစီးအသင်းနဲ့တွေ့တဲ့ပွဲစဉ်မှာဆိုရင်မမာဒူဆန်ဂါရီရဲ့ဒီဖန်နီးမှုကနေစိတ်အဲ့ဒါလည်းသူ့အနေနဲ့ဒါမာစီးအသင်းကဘောလုံးရသွားတဲ့အချိန်မှာသူ့အနေနဲ့ဒါကွင်းလင်ကိုတက်ပြီးတော့တကယ်ကိုပဲ trigger လုပ်ပြီးတော့တကယ်ဖောင်းလေးပေါ့လေအဲ့ဒါတော့ဒါဒိုင်အောင်တော့မဟုတ်ဘူးအဲ့အနေထားမှာသူဘောလုံးပြန်ဆယ်ပြီးတော့တကယ်ကိုပဲဒီမာစီးအသင်းရဲ့ဒီစနဘက်နဲ့ဖူးဘက်နှစ်ယောက်ကြားထဲမှာသူ့ရဲ့အာဆီလန်အသင်းကဒါကစားသမားတစ်ယောက်ရှိအဲ့ဒါကိုတကယ်ကိုပဲပေးလိုက်တဲ့ keys back ကတကယ်ကိုပဲအစိမ့်နှမ်းမြင့်တယ်အဲ့ဒီအနေထားမျိုးမှာဒါ lens က6ရသွားတာပေါ့လေအဲ့လိုမျိုးပဲဒါ PSG နဲ့ပွဲစဉ်မှာဆိုလဲအာဆီလန်အသင်းအနေနဲ့ဒါပထမကြော်လာဒုတိယကြော်လာမသိဘူးဒါ2စီးနဲ့ရှုံးတဲ့ပွဲအဲ့ပွဲမှာလဲအသင်းကရှုံးနေပေမဲ့အဲ့ပွဲမှာတကယ်ကိုပဲတသင်းလုံးမှာခြေစွမ်းကိုတကယ်ကိုထိုးထွက်နေပြီးတော့လင်းလက်နေတာကမမာဒူဆန်ဂါရီပဲအဲ့လောက်ထိကိုကောင်းတာဆိုတော့ပြီးခဲ့တဲ့ရာသီမှာလဲ तू က domestic contribution တွေမှာတော်တော်လေးအားကောင်းတယ် trigger ဆိုလဲဒါတပွဲပြမြတ်ဒါ 1.99 လောက်ရှိတယ်လို့ interception တွေဆိုရင်ဒါတပွဲပြမြတ်ဒါ 1.48 လောက်ရှိတယ်ဗျအဲ့တော့ ball recover တွေကတော့ပြောမနေနဲ့သူ့ရဲ့ low အားနှုံးနဲ့သူ့ရဲ့ speed သူ့ရဲ့အရှိန်အဟုန်အမြန်နှုံးနေကြ ball recover တွေက तू က space အကျယ်ကြီးတွေလုံနိုင်တယ်လို့မျိုးပဲဒီ distance cover အကျယ်ကြီးတွေလုံနိုင်တယ်လို့မျိုးပဲဒါ ball recover လဲတပွဲပြမြတ် 8.02 လောက်ရှိတာဗျဆိုတော့အဲ့အရာကြီးကတော်တော်ကြီးကို impress ဖြစ်စေရဗျဒီ ball recover ကိုတပွဲပြမြတ် 8.02 ဆိုတဲ့အနေအထားမျိုးကတကယ်ကိုပဲဥရောပထိပ်တန်းလိ9ခုတွေကကွင်းလင်ကစားသမားတွေကိုရှာကြည့်ပါအီလီယန်အနာဆင်တို့မာတီးယက်ဖာနန်ဒက်တို့ဒီလိုကစားသမားမျိုးတွေတောင်သူ့လောက်ဘောရီကာပါမလုံနိုင်ဘူးအဲ့တော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့လည်းဒါထူးခြားတဲ့အချက်တွေလည်းရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီကစားသမားကသူ့အနေနဲ့ဒါသတင်းစာရှင်းလင်းပွဲတစ်ခုမှာပြောဘူးတယ်အဲ့ဒါဘာလဲဆိုတော့သူ့ရဲ့ role နဲ့ပတ်သက်ပြီးတော့ဗောလေအဲ့ဒါပြောဘူးတယ်သူ့ရဲ့ role နဲ့ပတ်သက်ပြီးတော့မင်းကနံပါတ်8 role လားနံပါတ်6 role အဲ့လိုပြောဘူးတယ်ဗောလေတကယ်တော့သူကနံပါတ်6 role လည်းမဟုတ်ဘူးနံပါတ်8 roleလည်းမဟုတ်ဘူးအဲ့တော့ကျွန်တော်ရှိမှပြောခဲ့လို့ပဲသူကတိုက်စစ်ကိုလိုက်ပါနိုင်တယ်လို့ခံစစ်ကိုလည်းကူနိုင်တယ်အဲ့လိုမျိုးပဲသူကဒီ deep possession တွေမှာ
ကျွန်တော်တို့ဒါ Sergio Busquets ဆိုတော့ sorry ဒီ Sergio Busquets ကိုအဲ့လိုမျိုးဒါ Rodri တို့လိုမျိုးခံစစ်တန်းရှေ့မှာရက်ပြီးတော့လဲအငိမ့်စိမ့်လေးနဲ့နေပြီးတော့လဲဘောလုံးတွေဖြန့်မယ်ပြိုင်ဘက်ကတိုက်စစ်လမ်းကြောင်းတွေကိုဖြတ်ထုတ်မယ်တားဆီးမယ်အဲ့လိုကစားသမားလည်းမဟုတ်ဘူးသူကဒီ possession ကနေသူကအခါခွင့်တင်လေသူကရှေ့ကိုလည်းတက်ချင်တယ်အဲ့လိုမျိုးပဲပြိုင်ကိုအသင်းကဘောလုံးဆုံးရှုံးပြီဆိုတော့နောက်ကိုပြန်ဆင်းလို့လည်းရတယ်အဲ့ဒီအနေအထားမျိုးမှာသူကသူ့ရဲ့လူငယ်ကစားသမားဘဝမှာတကယ်တော့သူကနံပါတ်10 ကစားသမား AM လို့ဒါပေမဲ့နီးပြသူ့ဘယ်အသင်းမှလည်းမသိဘူးဗျအဲ့နီးပြကသူ့ရဲ့ဒါ energetic ဖြစ်တဲ့ကစားဟန်သူ့ရဲ့ wow rate သူ့ရဲ့ကြိုးစားလို့စိတ်ဒီအရာတွေကြောင့်သူ့ကိုနံပါတ်10ကနေဆွဲချပလိုက်တာနံပါတ်8ကိုဆွဲချပလိုက်တာဒါပေမဲ့အာဆီလန်အသင်းကိုရောက်တော့နီးပြ PR ဆောက်ကသူ့ကိုနံပါတ်6 8 row အထူးသဖြင့်ဒီ3421ရဲ့ double pivot row မှာသူ့ကစားခိုင်းလို့သူကဒီလောက်ထိပို့ပြီးတော့ကောင်းလာတာတကယ်တော့သူကတကယ်ကို attacking mindset အပြည့်ရှိတဲ့ကစားသမားပြီးခဲ့တဲ့ရာသီကသူဖန်တီးပေးတဲ့အလုံးတွေကိုကြည့်လိုက်မယ်ဆိုရင်သူ့ရဲ့ weight of ပတ်တွေကဘယ်လောက်ထိတိကျလဲတည်တတ်လဲဆိုတော့အကိုတို့လေ့လာခြင်းတွေ့လိမ့်မယ်အဲ့တော့သူကခံစစ်ကစားတာကိုလည်းသူတော်တော်လေးသဘောကျတယ်ဆိုတော့သတင်းစာရှင်းပွဲတစ်ခုမှာသူဘာပြောဘူးလဲဆိုတော့တိုင်ဘက်တွေကိုတဲ့ခံစစ်ကစားတာသူသဘောကျတယ်တဲ့အဲ့ဒီအပေါ်မှာလည်းသူ့အနေနဲ့ဒါခံစစ်ကစားတဲ့ဟန်ပေါ်မှာလည်းသူတိုးတက်မှုတွေရှိတယ်လို့လည်းကျွန်တော်သူ့အနေနဲ့သိရပေါ့လေဆိုတော့သူ့ရဲ့ဒီကစားတဲ့ပုံဒီခံစစ်ကစားတဲ့အပိုင်းကိုလည်းတကယ်ကိုပဲလက်ရှိချိန်မှာသူကျေနပ်သဘောကျနှစ်သက်တယ်လို့မျိုးပဲဘောလုံးတွေကိုပြိုင်ဘက်တွေစီကနေပြေးလွှားပြီးလိုက်လူရတဲ့အပေါ်မှာလည်းသူတကယ်ကိုပဲသဘောကျတယ်ဆိုပြီးသူပြောသွားတယ်အဲ့ဒီအရာကိုကြည်ချင်းအပြင်မာမာဒူဆန်ဂါရေးဒီတကယ်ကိုပဲ modern ကွင်းလယ်လူတွေမှာရှိတဲ့ရှိတိုက်တဲ့အရေးအသွေးမျိုးတွေ wow rate နောက်ပြီးတော့ဒီခံစစ်ကိုညီမှုအပိုင်းနောက်ပြီးတော့ present ကဏ္ဍတွေမှာသူ့အနေနဲ့ပါဝင်နိုင်မှုအပိုင်းဒီအရာတွေကမာမာဒူဆန်ဂါလေးမှာအပြည့်ရှိရလို့ပြောလို့ရတယ်ဆိုတော့လက်ရှိမှာသူ့အသက်ကလည်း23လောက်ပဲရှိနေသေးတယ်တူတယ်အဲ့တော့သူ့အနေနဲ့တိုးတက်လာမှတွေအများကြီးရှိသေးတယ်တကယ်ဆိုရင်တကယ်လို့သာမာမာဒူဆန်ဂါနေအနေနဲ့ဒီနွေရာသီမှာအသိန်းတသိန်းစီကိုသူ့အနေနဲ့ရောက်သွားမယ်ဆိုရင်မှန်ကန်တဲ့အသိန်းကိုရောက်သွားမယ်ဆိုရင်နီးပြကသူ့ကိုမှန်ကန်တဲ့သုံးဆွဲမှုတွေပြုလုပ်နိုင်မယ်ဆိုရင်သူ့ရဲ့ကစားသမားဘဝရဲ့ခြေစွမ်းကဆွဲဆောင်ရဒီထက်ပိုပြီးတက်လိုက်ရတာရှိသေးတယ်ဆိုတော့တကယ်လို့သာမာမာဒူဆန်ဂါနေအနေနဲ့ဒီထက်ပိုပြီးတော့အသိန်းတသိန်းမှာလုတ်ပြနိုင်မယ်ဆိုရင်သူ့အနေနဲ့ complete midfielder ကစားသမားတစ်ယောက်တောင်ဖြစ်လာနိုင်တယ်အဲ့တော့ဒါပြီးခဲ့တဲ့ရာသီကသူ့ရဲ့ဆွမ်းဆောင်ရည်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ရှေ့မှာပြောခဲ့သလိုမျိုးပဲဥရောပထိပ်တန်းလိ9ခုထဲမှာအသက်23နှစ်နဲ့23နှစ်အောက်ကစားသမားတွေထဲမှာ trigger ရယ် interception ရယ်နောက်ပြီးတော့ final တာတဲ့ကိုပေးပို့တဲ့ဘောလုံးပေးပို့မှုတွေအဲ့ဒီအရာတွေအားလုံးပေါင်းပြောချင်တာဗျာဒီ final တာတဲ့ကိုပေးပို့တဲ့ဘောလုံးပေးပို့မှု100နဲ့100နဲ့အထက်အဲ့လိုမျိုးပဲဒီဖြတ်ထုတ်မှုနဲ့ကြားပြတ်လူယူမှု100နဲ့100နဲ့အထက်အဲ့ဒီအရာတွေအကုန်လုံးကိုလုံနိုင်တဲ့ကစားသမား3ယောက်ပဲရှိတယ်ထိတ်ဆုံးမှာကအေလီယန်အနာဆင်ဒုတိယနေရာမှာမာမာဒူဆန်ဂါရီတတိယနေရာမှာမာသီယာဖာနန်ဒက်အဲ့တော့မာမာဒူဆန်ဂါရီရဲ့ခြေစွမ်းနဲ့သူ့ရဲ့ဒီ physicality အနေအထားသူ့ရဲ့ wow rate ဒီအရာတွေကသူ့အနေနဲ့ပြီးခဲ့တဲ့အရာဒီမှာပြင်သစ်လီဂူးမှာကစားခဲ့ရပေမဲ့လက်ရှိမှာဒီနွေရာသီစစ်ကွက်ထဲမှာသူ့အနေနဲ့ဘယ်လီကိုပဲပြောင်းဘယ်အသင်းကိုပဲပြောင်းအဆင်ပြေလိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ဒီကစားသမားကိုလက်ရှိအချိန်တွေမှာအာဆီလန်အသင်းကလည်းယူရို45တန်း50လောက်တတ်မှတ်ထားတယ်ဆိုတော့ဘယ်အသင်းကလုံးမှုရယူပြီးခေါ်ယူသွားမယ်ဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်တကယ်တော့ Manchester United ပဲဖြစ်ဖြစ် Liverpool ပဲဖြစ်ဖြစ်ဘယ်အသင်းရမယ်ခေါ်ဒီကစားသမားသည်တကယ်ကိုပဲကောင်းတဲ့အရွေးကောင်းတဲ့ခေါ်ယူမှုတကယ်ကိုပဲမှန်ကန်တဲ့အားဖြည့်မှုဖြစ်လာလိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်အထူးသဖြင့် Manchester United ကတကယ်လို့ဒါမာတီးရဲ့ Fan နဲ့အဆင်မပြေဘူးဆိုရင်မာမာဒူဆန်ဂါလေးကိုဈေးနဲ့ခေါ်လို့ရတယ်လို့မျိုးပဲမာတီးရဲ့ Fan နဲ့ကိုခေါ်ပြီးတော့တခြား high performance နဲ့ကစားသမားကိုခေါ်လို့မရတဲ့အနေအထားမျိုးမှာဒီကစားသမားကိုလည်းယူရို40 45တန်းတန်းကယူရို50ဆိုတာကတကယ်ကိုပဲလီဗာပူးတွေပဲဖြစ်ဖြစ် Manchester United ဖြစ်ဖြစ်တကယ်ကိုအသုံးတဲ့ခေါ်ယူမှုဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်အထူးသဖြင့် United ဆိုလို့ရှိရင်ကိုဘီမိုင်းနူးနဲ့မာမာဒူဆန်ဂါရီဘရူနိုဖာနန်ဒက်ဒီ3ယောက်ကွင်းလင်အတွဲခါမိုက်ကယ်ကားရဲ့အားကျနေတဲ့သူတိဆောက်ချင်တဲ့ PSG အသင်းရဲ့ကွင်းလင်လိုမျိုးဗီတင်ညာဂျောင်နေဗက်စ်ဖာဗီယန်တို့သို့မဟုတ်ဒါဇာမာအမ်မရီဒီလိုမျိုးကွင်းလင်လိုမျိုးဖြစ်လာလိမ့်မယ်လို့တော့ကျွန်တော်ကတော့ယူဆချင်တာဗျာအဲ့တော့ဘာပဲပြောမာမာဒူဆန်ဂါလေးကဒီနွေရာသီမှာဘယ်အသင်းကိုရောက်မလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်တကယ်လို့ United ကခေါ်မယ်ဆိုရင်တကယ်ကိုပဲကိုဘီမိုင်းနူးကလက်တလုံးပါမိုက်ကယ်ကားတွေပေးထားတဲ့ role က तू ကတကယ်ကိုပဲကွင်းလင်ရဲ့ controller role ကို तू ကယူရမှာအဲ့လိုမျိုးပဲမာမာဒူဆန်ဂါလေးကတော့ intensity အပြည့်နဲ့ wow rate အပြည့်နဲ့ကိုဘီမိုင်းနူးနဲ့ဘရူနိုရဲ့ဂျားထဲမှာတကယ်ကိုပဲကူးလို့ပြီးတော့
ကိုမန်နူလည်းကူရမယ်ဘရူနိုဖာနန်ဒက်ကိုလည်းကူရမယ်အဲ့ဒီအနေထားမျိုးမှာမာမောက်ဆိုင်ဂါရီကအလိုက်ဖက်ဆုံးပဲမာမောက်ဆိုင်ဂါရီမရလဲလက်ရှိမှာမာတီးဖာနန်ကိုလိုက်နေတယ်အဲ့ဒါလည်းအဆင်ပြေသေးတယ်ဆိုတော့ United မှာလည်းမဟုတ်ပါဘူးအခုလီဗာပူးကလည်းလိုနေတယ်အဲ့တော့လီဗာပူးဒီလည်းဂါဗရန်ဘတ်မက်လက်စတာပဲဖြစ်ဆိုဘိုဆာနဲ့ဖြစ်ဒီအစုဖွဲ့တွေကိုမာမောက်ဆိုင်ဂါရီသာရောက်သွားမယ်ဆိုရင်တကယ်ပဲကောင်းမဲ့ခုံမျိုးဖြစ်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့လက်ရှိမှာမာမာလူဆန်ဂါရီကအများထင်ကြလိုမျိုးအန်ကာမန်လည်းမဟုတ်သလိုနံပါတ်8 role လည်းမဟုတ်ဘူးသူကနံပါတ်8ဒီကြားထဲမှာကူလူကစားနေတဲ့ hybrid ကစားသမားတစ်ယောက်ဖြစ်တယ်လို့ modern အခေါ်နဲ့ဆိုရင်တော့ dynamic နံပါတ်8လို့ပြောလို့ရတယ်လို့ကျွန်တော်ကတော့သူ့ကိုနော်ဒီ mid step ပိုင်းမြန်မာလုံးလို့နော် technical holding midfielder လို့ပဲကျွန်တော်ကတော့သုံးဆုံးမြင်တယ်အဲ့တော့မာမာလူဆန်ဂါရီကိုဒီနွေရာသီမှာဘယ်အသင်းကိုရောက်မလဲဘယ်အသင်းကခေါ်ယူသွားမလဲဆိုတော့အနေထားမျိုးမှာလည်းကျွန်တော်ကတကယ်ကိုပဲအချိန်ပြည့်စောင့်ကြည့်နေပါတယ်ဆိုတော့ဒီရန်ကတော့မာမာတို့ဆန်ကားနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်ကျွန်တော်အချက်လက်တွေကိုပေါင်းစပ်ပြီးလေ့လာပြီးတော့ကျွန်တော်သုံးသပ်ပေးသွားတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့အစီအစဉ်ကိုအမြဲလိုစောင့်ကြည့်အားပေးနေတဲ့ပြည်သက်တိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe မလုပ်ရသေးရင်ပြုလုပ်ပေးဖို့တောင်းဆိုလိုက်ရပါတယ်နောက်စီနေမှာပြန်လည်ဆိုလေးပါမယ်ခင်ဗျာ